British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel လေးပြန်လည်ကြိုဆိုလိုက်ပါရှင် British Director ကတင်ဆက်ပေးမယ့်သတင်းချောင်းတွေကတော့တနိုင်ငံလုံးအားကျကိုရီးယားဆောင်မဲ့သမီး Melody ရဲ့မင်္ဂလာသတင်းလေးပဲဖြစ်ပါရင်မင်္ဂလာပါ British တွေမင်းသမီး Melody နဲ့မင်းသားအေးချမ်းမောင်တို့ဟာမြန်မာရုပ်ရှင်နဲ့ဗီဒီယိုလောကရဲ့2000ပြည့်နှစ်လွန်မြောက်အတွင်းမှာထင်ရှားကျော်ကြားခဲ့တဲ့နုပညာရှင်ဆုံးတွဲတစ်တွဲဖြစ်ပါရင် Melody ဟာနုပညာလောကတဲ့ကို Moral နဲ့တရုပ်ဆောင်ကျိုးဖြစ်စားတဲဝင်ရောက်လာခဲ့ပြီးအပြုံးချိုချိုတပွားကြကြတရုပ်ဆောင်နိုင်မှုတွေကြောင့် British တွေအားပေးချစ်ခင်မှုကိုလည်းများစွာရရှိခဲ့တဲ့သူဖြစ်ပါရီဗီဒီယိုစကားများစွာနဲ့ခေါင်းဆောင်မိသမီးဖြစ်ပါဝင်ခဲ့ပြီးနောက်ရုပ်ရှင်စကားကြီးများတွင်လည်းပြည်ပြင်းတဲ့တရုပ်ဆောင်ချက်များဖြင့်ပါဝင်ရှိုက်ကူခဲ့က2008ခုနှစ်တွင်ပေးအပ်ခဲ့တဲ့မျှော်လင့်ချက်များစွာရုပ်ရှင်စကားကြီးဖြင့်အကောင်းဆုံးအမျိုးသမီးဇစ်ဆောင်အကယ်ဒမီဆုကိုထထဆုကိုရရှိခဲ့တဲ့ဖြစ်ပါရီဂျပန်မှာလည်းမင်းသားအေးချမ်းမဟာဆိုလို့ရှိရင်ပညာသားအနုပညာရှင်တို့ဖြစ်ပြီးမော်ရယ်လောကကနေတဆင်အနုပညာနယ်ပယ်အတွင်းသို့ဝင်ရောက်လာက၎င်းနဲ့ရုပ်ဖြောက်စင်ကြယ်မှုနဲ့တမာရီရှိတဲ့တရုပ်ဆောင်ဟန်ပန်တို့ကြောင့်အမျိုးသမီးပရိသတ်တွေရဲ့တခနဲ့အားပေးမှုကိုရရှိခဲ့လည်းဖြစ်ပါရီ၎င်းတို့နှစ်ဦးဟာအနုပညာလုံးများကိုအတူတူကပူးတွဲရက်ကူရင်းနဲ့ချစ်သူများအဖြစ်တန်ရုံးဆင်တွေ့ခဲ့ကြပြီး2014ခုနှစ်တွင်ဖေဖော်ဝါရီလတွင်မင်္ဂလာအခမ်းပွဲကျင်းပကအင်ထောင်သက်ပွားကိုလည်းကူပြောင်းခဲ့ကြလည်းဖြစ်ပါရီကျိုးဆောင်မင်းသမီး Melody ဟာဆိုလို့ရှိရင်မင်္ဂလာဆောင်ပြီးရနောက်မှာပဲတားဖြစ်သူတိတ်တိစစ်ကိုမွေးဖွားခဲ့ပြီးတားရဲ့ပျော်ရွှင်ကောင်းတဲ့မိသားစုဘဝလေးကိုတည်ထောင်ခဲ့ကြလည်းဖြစ်ပါတယ်။တားလေးမွေးဖွားပြီးရနောက်ပိုင်းမှာ Melody ဟာမိသားစုနဲ့ကလေးပြုထောင်ရေးကိုအထူးဦးစားပေးတစ်ပြင်အနုပညာရိုက်ကူးမှုကိုလည်းခေတ္တချော့ချခဲ့တော်လည်းပဲ online ကနေတစ်စင်၎င်းရဲ့မိသားစုပုံရိပ်များနဲ့စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများကိုလည်းပြည်သူတွေထံမှအမြဲမပြတ်မျှဝေလေးရှိတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းတရုတ်ဆောင်မင်းသားအေးချမ်းမောင်ဟာအနုပညာအပြင်၎င်းရဲ့မူလစီးပွားရေးလုပ်ငန်းများပါရှင်တွဲလုပ်ကိုင်ခဲ့ကြောင်းသိရှိရပါတယ်။ Melody ဟာနုပညာအပြင်ကိုပိုင်စီးပွားရေးနဲ့ online ဈေးရောင်းတဲ့သူအဖြစ်ပါအောင်မြင်စွာရည်တည်နေခဲ့ပြီးအေးချမ်းမောင်မလည်းတီချာနုပညာနဲ့လူမှုရေးလှုပ်ရှားမှုများကိုလည်းဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်းသိရှိရပါတယ်။အနုပညာနယ်ပယ်တွင်အတီးတီးအောင်မြင်မှုမှတ်တမ်းများစိုက်ထူနိုင်ခဲ့ကြတဲ့ဖြင့်ပရိသတ်တွေအရင်ထဲမှာလည်း၎င်းရဲ့မတူညီတဲ့ဆွဲဆောင်မှုများနဲ့အနုပညာခြေရာများကြောင့်အမှန်ရနေကြဆဲအနုပညာရှင်များဖြစ်ကြကြောင်းအတိအမှတ်ပြုထားခဲ့ကြလည်းဖြစ်ပါတယ်။